ဂါရဝပြုပါတယ်စီနီယာအကိုကြီးတို့အမကြီးတို့ညီငယ်လေးနှစ်ပေါင်း100ကျော်ကြာသွားခဲ့ပြီးမင်းဘယ်လိုမျိုးအသက်ရှင်နေနိုင်ခဲ့တာလဲဟူဒီအကြောင်းကပြောရရင်အရှိကြီးပဲပြောရခက်တယ်ငါတို့မှာအချိန်တွေအများကြီးရှိပါတယ်ဖြည်းဖြည်းချင်းပြောပြပေါ့အဲ့ဒီနေ့ကကျွန်တော်တို့ကောင်းကင်6ထဲကိုရောက်သွားခဲ့တယ်တေဘေးကနေကံကောင်းထောက်မစွာလွတ်မြောက်ခဲ့ပေမဲ့လျှို့ဝှက်ပညာရဲ့တံပြန်တန်ကြောင့်ကျင့်စဉ်တွေအကုန်ပျက်စီးသွားပြီးဝိညာဉ်အမြင့်လည်းပြတ်တောက်သွားခဲ့တယ်ညီငယ်လေးဘေးကင်းစေဖို့အတွက်ငါမင်းရဲ့ခန္ဓာကိုယ်အခြေအနေကိုစစ်ဆေးကြည့်မှဖြစ်မယ်နားလည်ပါပြီစစ်ဆေးကြည့်ပါငါပဲအတွေးလွန်နေတာလားစီနီယာအကိုတုံးလွန်ခဲ့တဲ့နှစ်150ကအကိုကျွန်တော်ကိုခေါ်ပြီးစီနီယာအမဟဲဂယုတစိုက်ထားတဲ့ဝိညာဉ်သီးတွေကိုခိုးစားခဲ့တာမှတ်မိသေးလားစီနီယာအကိုရွှေအကိုမိမစီကနေခိုးဝက်ပြီးဖုံးထားတဲ့ငွေစာ1000ကျော်ခုဆိုလောင်းကစားမှာအကုန်ကုန်သွားပြီလားစီနီယာအကိုဝန်ပြီးခဲ့တဲ့တစ်ခေါက်ကအကိုပြောတော့အရှိနန်းတော်ကနတ်သမီးလေးတွေကအကိုမိမထက်အစာပေါင်းများစွာပိုလာတယ်ဆိုဒီအကြောင်းကိုအကိုမိမသိလားစီနီယာအကိုစီမံအကိုကျွန်တော်စီကနေအစင်းမြင့်ဝိညာဉ်ကြောက်တုံး3900ချီးထားတာပြန်ဆက်ဖို့အချိန်တန်ပြီနော်ညီငယ်လေးမပြောနဲ့တော့အကိုကြီးဒါညီငယ်လေးဆိုတာကျွန်တော်အတီးပြုတ်နိုင်ပါတယ်မမနိုင်ဘူးဟုတ်တယ်ဦးလေးရဲ့ခန္ဓာကိုယ်အခြေအနေဘယ်လိုလဲဦးလေးဒီလောက်နှစ်တွေအကြာကြီးမှာဦးလေးအသက်ရှင်နေသေးတယ်ဆိုတာတကယ်ကိုမယုံနိုင်စရာပဲဦးလေးကျွန်တော်ဆရာကဦးလေးကိုအားတဲ့အခါဂယုစိုက်ပေးဖို့ပြောထားတယ်ဦးလေးဘာလို့အပ်တာရှိကျွန်တော်ကိုပြောပါမလိုပါဘူးငါဒီတိုင်းပဲလမ်းလျှောက်ထွက်လာတာဒါကတော့ဒဏ္ဍာရီတဲကကောင်းကင်ခိုင်းရဲ့လွန်ခဲ့တဲ့နှစ်100ကနံပါတ်1